ကျွန်တော်ရဲ့ကောင်မလေးကိုကျွန်တော်အရင်အပေါ်ဆုံးထပ်ကိုကျွန်တော်ခေါ်လာခဲ့တယ်။အမှကျွန်တော်လမ်းလျှောက်လာပြီကျွန်တော်သူ့ကိုပြလိုက်တယ်။အမှကောင်မလေးကကြည့်ပြီးတော့အံ့ဩသွားတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်သူ့ရဲ့ပုံကိုပကြီးဆွဲထားတာဖြစ်တယ်။အဲ့ချိန်မှာသူဟဲပက်ရဲနေရလေးကိုကျွန်တော်မြင်လိုက်ရတယ်။ကျွန်တော်မှဒီအပြုံးလေးကိုမြင်ရဖို့ဘယ်လောက်တောင်သူမသိအောင်ကြိုးစားခဲ့ရလဲဆိုရင်သူမှ shopping ထွက်နေတဲ့အချိန်တွေသူမှဟင်းချက်နေတဲ့အချိန်တွေသူမှပေါင်းလေးနဲ့စော့နေတဲ့အချိန်တွေပြီးတော့သူမှအိတ်နေတဲ့အချိန်တွေမှာကျွန်တော်ကပကြီးဆွဲနေတယ်တရားပြီးတော့တရားကျွန်တော်မနာနိုင်ဘူးကျွန်တော်ဆွဲလို့လုံးဝ finally ကျွန်တော်ပြီးသွားပါပြီဗျာကျွန်တော်မဟုတ်တာကြီးလုံနေရဆိုပြီးတော့ကျွန်တော်အထင်လွဲစိတ်ကောက်နေကျွန်တော်ကောင်မလေးကိုအိမ်ပေါ်ဆုံးတက်ကိုကျွန်တော်ခေါ်လာခဲ့လိုက်ပါတော့တယ်အဲ့လိုနဲ့မှခဏတော့အပြုံးလေးကိုမြင်လိုက်ရတာပြီးတော့သူ့ပုံတူပကြီးကားလေးတွေကိုပွား IG ဆန်လေးရေလှုပ် LED စခွင်ကြီးမှာသူ့ပုံလေးကိုထည့်ထားပြီးတော့အိမ်ရှိမှာထားလိုက်တဲ့ခါကျတော့အပြုံးလေးတွေရေမောတန်လေးတွေပါမဟုတ်အဘွားတွေပါရကုန်ပြီပြို့အဲ့တော့ကိုညီကိုရေလဲကိုကောင်မလေးစီကအဲ့လိုမျိုးကျွန်တော်တို့အာဘွားတွေရကြင်ကျွန်တော်တို့ပဲပကြီးလေးတွေဆွဲကြပါလို့ပြောချင်ပါရဲ့ဗျာ